တန်ဂျီရဲ့လှုပ်ရှားမှုတွေကိုလည်းကြိုတင်ခံမှန်းနိုင်နေခဲ့တာကြောင့်အခါစားတယောက်ဘာကိုတုံ့ပြန်နေတာလဲဆိုတာကိုတိကျစဉ်းစားဖို့တန်ဂျီလည်းတွေးနေမိခဲ့ပါတယ်။အချိန်ထဲမှာပဲ Sun Breathing 8 Pound Solar Heat Haze နဲ့ပြန်လည်တက်ခိုက်လိုက်တဲ့အခါအခါစားရဲ့ level ကိုမထိသွားပေမဲ့အချိန်နဲ့ရှက်တီပြီးတွေးထွက်သွားခဲ့ရပါတယ်။တန်ဂျီရဲ့ဂျားကိုလည်းအခါစားကဖမ်းကင်ထားလိုက်ပြီးချိုးပစ်ဖို့လိုက်တဲ့အခါတန်ဂျီကလည်းခေါင်းနဲ့ပြေးတိုက်ပါပဲ။အခါစားကတော့ဂျားကိုလုံးဝလွတ်မပေးပဲကင်ချားနေတဲ့အခါဂီယိုကရောက်လာပြီးအခါစားရဲ့လက်တွေကိုခုတ်ပြတ်ပစ်လိုက်ပါတယ်။ဂီယိုကလည်းအတော်လေးဒေါသထွက်နေခဲ့ပြီးတိမ်မလားရှင်မလားမသိတဲ့တိုက်ပွဲအတွက်စိတ်လှုပ်ရှားနေခဲ့တယ်လို့ဒီမွန်စလီယာမတ်တွေကလည်းမျက်နှာမှာပေါ်လာပြီးစတင်တိုက်ခိုက်ပါရယ်။နှစ်ယောက်လုံးရဲ့အရှိန်တွေကလည်းပုံမြန်လာခဲ့တယ်လို့အခါစားကတော့ဂီယိုကိုတလောက်ပဲလုံးနိုင်လာဆိုပြီးရန်စနေခဲ့ပါတယ်။ဂီယိုကလည်း water breathing ပုံစံတွေကိုတစ်ခုပြီးတစ်ခုစတိုက်သုံးနေခဲ့ကအခါစားကလည်းကာကွယ်ရင်းပြန်လည်တိုက်ခိုက်လို့နေခဲ့ကြပါရဲ့။တန်ဂျီယိုကတော့ဂီယိုကိုကူညီဖို့အတွက်အရင်ဆုံးအခါစားရဲ့တိုက်ကွက်တွေဘာလို့တိကျနေပြီးမျက်ကွယ်ရာကလာတဲ့တိုက်ကွက်တွေကိုဘယ်လိုတုံ့ပြန်နေရလဲဆိုတာအရင်စဉ်းစားရမယ်လို့တွေးနေမိခဲ့ပါရဲ့။အဲ့အချိန်မှာပဲရန်ကိုကူနဲ့တိုက်ခိုက်ခဲ့တော့ကတိုက်ခိုက်ရေးစိတ်ဝန်းကြီးဆိုပြီးပြောခဲ့တဲ့အခါစားရဲ့စကားတန်ကိုတန်ဂျီယိုတယောက်ပြန်လည်တီးရသွားခဲ့ပါရဲ့။အတိတ်မှာတုန်းကတန်ဂျီယိုစေးရုံတက်နေတဲ့အချိန်အင်နိုဆိုကေကရှောက်လာပြီးရန်သူတယောက်စိုက်ကြည့်နေရင်စပင်းဖြစ်လာတဲ့အကြောင်းပြောပြခဲ့မှုပါရဲ့။ဒါကြောင့်မအင်နိုဆိုကေအနေနဲ့နောက်ကနေလာတဲ့တိုက်ခိုက်ချက်တွေကိုပါကာဝယ်နေတာမှလားလို့တန်ဂျီယိုကလည်းပြန်မိခဲ့ပါရဲ့။လူတယောက်ကတက်ပြတ်လို့စိတ်နဲ့စိုက်ကြည့်နေမယ်ဆိုရင်အင်နိုဆိုကေကချက်ချင်းတည်းထားမိတတ်ပြီးတော့တခုခုကနာကျင်အောင်လုပ်တော့မယ်ဆိုရင်လည်းတန်းတိတယ်လို့ဆိုပါရဲ့။အခါစားပြောခဲ့တဲ့တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကလည်းအင်နိုဆိုကေပြောတာနဲ့သဘောတရားချင်းတူညီလောက်တယ်ဆိုပြီးတန်ဂျီယိုတယောက်စတင်တည်ထားမိလာခဲ့ပါရဲ့။ဒါပေမဲ့တရားရောက်စီမှာဒါမကောင်းတဲ့ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့ဒီထားမိဖို့အသေးခတ်တဲ့အကြောင်းကိုလည်းအင်နိုဆိုကေကထပ်ပြောပြခဲ့ဘူးပါရဲ့။ဒါကြောင့်ပဲဝီတီဗီယာအိမ်တော်ကအင်တော်တိုင်းအပွားကြီးကိုအင်နိုဆိုကေတယောက်ဘာလို့ကြောက်နေရတာလဲဆိုတာတန်ဂျီယိုကိုပြပြပေးခဲ့ပါရဲ့။ဒီအချက်ကပဲအင်နိုဆိုကေတွေးမိသွားတာကသူ့ရဲ့ရန်သူစိတ်ကိုဖုံးကွယ်ပြီးရန်သူအနာကိုဒါချင်းကပ်နိုင်မယ်ဆိုရင်လို့ပြောခဲ့တာပါ။တကယ်လက်တွေ့မှာတော့ဒီမွန်တကောင်ရဲ့အနာကိုရန်မှုလိုစိတ်မရှိပဲချင်းကပ်ဖို့ကအတော်လေးမဖြစ်နိုင်ပါဘူး။အခါစားရဲ့တက်ခိုက်ရေးစိတ်ဝိညာဉ်ဆိုတာကရောတက်ဖြတ်လိုစိတ်မဟုတ်ပဲတက်ခိုက်လိုစိတ်ကိုအာယုံရှားနေတာလားဆိုတဲ့မေးခွန်းကိုလည်းတန်ဂျီယိုတယောက်တွေးနေမိခဲ့ပါရဲ့။ဒါကြောင့်မအဖြစ်သိရအောင်တန်ဂျီယိုလည်းအခါစားကိုတက်ခိုက်လိုက်တဲ့အခါအခါစားရဲ့တားဆီးတက်ကိုခံရပြီးဒီမထားမိခင်မှာပဲအခါစားရဲ့တက်ခိုက်မှုကိုရှောင်နိုင်သွားခဲ့ပါပြီ။အဲ့အချိန်မှာပဲတန်ဂျီယိုတယောက်အဖြစ်ရှာတွေ့သွားခဲ့ကအတိတ်ကိုပြန်တွေးမိသွားခဲ့ပါတော့ရဲ့။တန်ဂျီယိုငယ်တုန်းကဟီနိုကာမီကာကူဝါအကကနေတော့ဘာအကြောင်းတွေစဉ်းစားလဲဆိုပြီးဖခင်ဖြစ်သူတန်ဂျီယိုခါမာတိုကိုမေးခဲ့ပါရဲ့။ဟီနိုကာမီကာကူဝါအကဆိုတာဟာမျိုးစင်စံနှစ်တစ်ကူသွားတိုင်းနေဝင်ချိန်ကနေနေထွက်ချိန်အထိကပြဖြုတ်ပြရတဲ့ညှတာမှုကင်းမဲ့တဲ့အကတစ်မျိုးပါ။စုစုပေါင်းအဆင့်12ခုအထိရှိတာအာယုံတက်လာပြီဆိုတာနဲ့အဆင့်စီကိုအချိန်ပေါင်းရှာချီပြန်ကြော့ရပါတယ်။ခါမာတိုကတော့ဟီနိုကာမီကာကူဝါအကကနေတော့အသက်ရှူနှောင်မှန်ကန်ဖို့ကိုတာဒီဆိုင်ထိမ့်သိမ်းထားရပြီးတက်နိုင်တဲ့များအနည်းဆုံးလှုပ်ရှားမှုနဲ့အပြင်းထန်ဆုံးခွာကိုထုတ်လွှတ်ဖို့အရေးကြီးတယ်လို့ဆိုပါတယ်။ဒီအဆင့်ကိုတာပိုင်နိုင်ခဲ့မယ်ဆိုရင်စိတ်တည်ရှိမှုကတဖြည်းဖြည်းပျောက်ကွယ်သွားမယ်လို့လည်းတန်ဂျီယိုကိုပြပြခဲ့ပါတယ်။ခနာကိုလှုပ်ရှားမှုတွေတင် जा ပေးပြီးတာနဲ့မလိုလားအပ်တဲ့အစိမ့်ပိုင်းတွေကိုဖယ်ရှားလိုက်တကယ်အစစ်မှန်လိုအပ်တဲ့အရာတွေကိုခြံရစ်ခဲ့နောက်ဆုံးအဆင့်ကတော့ကိုယ့်ကိုပိတ်ချလိုက်ဖို့လို့ခမာတိုကထပ်ပြပြလိုက်ပါတယ်။စိတ်တည်ရှိမှုကပျောက်ကွယ်သွားပြီဆိုရင်ထိုးဖောက်မြင်လွယ်တဲ့ကဘာတစ်ခုကိုမြင်လာရလိမ့်မယ်လို့လည်းဖခင်ဖြစ်သူခမာတိုကဆိုပါတယ်။ဖခင်ခမာတိုမဆုံးခင်10ရက်လောက်တုန်းကတောင်ရဲ့တခြားတစ်ဖက်ချမ်းမှာဝဝံကလူကိုတိုက်ခိုက်တယ်ဆိုတဲ့ပြဿနာတစ်ခုဖြစ်ပွားခဲ့ရပါတယ်။